အခုဆိုရင်တော့ဘိုင်သယ်တိုက်ခိုက်ရေးပွဲတော်ကြီးရဲ့လူယူပွဲအဆင့်ကိုစတင်နေပြီဖြစ်ပါတယ်ဒီပွဲရဲ့တန်လူကြီးကတော့သကလုံးတွေနဲ့ပရိသတ်ကိုဖန်ဆားထားတဲ့မေလိုးချပုလက်ဖန်ပဲဖြစ်ပါတယ်ဒီစီးရဲ့စီးမြင့်တွေကတော့ပြန်ဘက်ကိုကွင်းပြပါရောက်သွားအောင်လုပ်နိုင်ရင်နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပြီးပြစ်ပေါက်လိုက်တာပဲဖြစ်ဖြစ်တွန်းထုတ်လိုက်တာပဲဖြစ်ဖြစ်လေပေါ်ရောက်သွားအောင်ထိုးချိလိုက်တာပဲဖြစ်ဖြစ်ကွင်းပြပါရောက်သွားရင်ရပ်ပြီဖြစ်ကြောင်းရှင်းပြနေပါတယ်ဒါပေမဲ့လက်နက်သုံးခွင့်မရှိပဲလက်ပလာသက်သက်နဲ့တိုက်ခိုက်ရမှာဖြစ်ကနောက်ဆုံးကျင်းခဲ့တဲ့ပြန်မဝင်ရှေ့ရောက်ကသာဘိုလူပွဲအဆင့်တက်လန်းပွင့်ရမှာဖြစ်ပါတယ်ကွင်းထဲမှာတော့ပြန်မဝင်နေတာတယောက်နဲ့တယောက်သေလဲထိုးချိနေကြပါတယ်ဘန်နဲ့မယ်လီယူအက်စ်တို့ကပြန်ပွဲတွေကိုအလွယ်တကူရှင်းထုတ်နေကြပေမဲ့မယ်လီယူအက်စ်ကဘန်ကိုအင်အားတွေရှုပ်ပြီးထိမင်းသိမ်းတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်ကင်းရောက်လာပြီးဒီလိုကလေးကလာပွဲကိုဝင်ပြိုင်နေလို့အထုံးတွဲလိုက်တဲ့အခါမယ်လီယူအက်စ်ကသူတို့သာဒီပွဲကိုအနိုင်ရခဲ့ရင်ဒန်နဲ့လက်နဲ့ဖြစ်တဲ့ဂီဒီယွန်ကိုရရှိမှဖြစ်ပြီးဒန်နဲ့အပြုံးလေးကိုမြင်ရမှာဖြစ်ကြောင်းစိတ်သက်ခွန်ကပေးလိုက်ပါတယ်ဒန်နဲ့အပြုံးကိုမြင်ရမယ်ဆိုတဲ့အသည့်ကြောင့်ကင်းဟာချက်ချင်းဆိုသလိုပဲစိတ်အားထက်သန်လာပြီးပထမသူ့ကိုမရရအောင်ယူမယ်လို့ကြွေးကြော်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲအမျိုးသမီးပြန်ပန်းဝင်တယောက်ရောက်လာပြီးသူမကလျှက်စီးလိုလင်းမြန်းနဲ့လှုပ်ရှားမှုတွေနဲ့ပြန်ပွဲတွေကိုတပြိုင်တည်းကွင်းမြင်ရအောင်တိုက်ခိုက်လိုက်တဲ့အတွက်ပရိသတ်တွေရဲ့အားပေးတဲ့နဲ့သူညံသွားပါတယ်ဒီလိုနဲ့တိုက်ခိုက်မှုပြီးဆုံးသွားတဲ့အခါကွင်းနဲ့ကျန်ရဲသူတွေကိုရေတွက်ကြပြီး9ယောက်ပဲကျန်တော့ပေမဲ့ကန်ကောင်းသာကွင်းနဲ့ကမကြပဲလေးပုံမှာပြန်နေတဲ့ကင်းကိုတွေးလိုက်ကဒိုင်လူကြီးကလက်နက်အသုံးပြုခြင်းမရှိရကြောင်းစီးကဲနဲ့ကိုင်းကြီးကြောင်ဆုံးဖြတ်ပြီးကင်းကိုပြန်ပန်းဝင်ကိုပေးလိုက်တဲ့အတွက်ပရိသတ်တွေကအဟိကန့်ကွက်ကြပါတော့တယ်အခုဆိုရင်ဘောလူပွဲတွေမဲလိုက်ကြပြီးပထမဆုံးပွဲစဉ်အနေနဲ့အရက်9ပေကျော်ပေါင်းချင်း400လောက်ရှိတဲ့ကျွတ်သားအဖိုးတွေနဲ့လူသားကြီးဂရီယာမိုးနဲ့မရီယိုလက်ရဲ့ဘွားရဲ့ဆိုင်ကဝတန်းဝတ်တော်ဝတ်ထားကအဲလစ်ဘတ်လိုထင်ရတဲ့မက်ထရိုနာတို့ကစတင်တိုက်ခိုက်ကြရမှာဖြစ်ပါတယ်ပွဲစားနဲ့တပြိုင်နက်မက်ထရိုနာကလျက်စီးလိုအလေးနဲ့လူသားကြီးစီပြင်းဝင်သွားပြီးလက်သီးတွေတစ်လုံးပြီးတစ်လုံးစက်တိုက်ပြည့်သွင်းมาတော့တယ်ဒါပေမဲ့ဂရီယာမိုးကသူ့ရဲ့မော်အစီရင်ကိုအသုံးပြုလိုက်ပြီးမက်ထရိုနာကိုကွင်းမြင့်တိုးပို့နေပေမဲ့သူမအားကုန်သုံးကအတားစီးကိုလက်သီးနဲ့ထိုးနှက်လိုက်တဲ့အတွက်မာကျောလာပါရဲ့ဆိုရဲ့မော်တာစီကြီးကဖန်ခွဲသားရည်လိုကြေမသွားပြီးနောက်သူမရဲ့နောက်ထပ်ပြင်းထန်တဲ့ထိုးချက်ကြောင့်လူသည်ကြီးတယောက်ကွင်းမြင့်ဘက်ကိုလွှင့်ဆင်သွားပါတော့တယ်ပွဲပြီးတဲ့အခါမှာတော့မထူနာကသူမရဲ့အုတ်ထုပ်ကိုချွတ်လိုက်ပြီးမယ်လီယူအက်စ်ကိုနှုတ်ဆက်လိုက်ပေမဲ့မယ်လီယူအက်စ်ကသူမကိုမသိရတဲ့အတွက်မသိအောင်ဆိုပြီးပညာပေးကစိတ်ကောက်ထွက်သွားပါတော့တယ်ကင်းကနောက်ကလိုက်သွားပြီးဒိုင်နယ်လာလိုလမ်းခေါ်လိုက်ကဘာကြောင့်တာမန်လူရစားဖြစ်နေပြီးမင်းသမီးအဲလစ်ဘတ်ကရောဘယ်မှာလဲလို့မေးလိုက်ပါတယ်ဒိုင်နယ်ရဲ့စလင်နှခိုင်ကြကဝစ်ပလာနဲ့အဲလစ်ဘတ်ကိုမြင်နေရတဲ့ကင်းကညလုံးပြမျက်စင်ပြနဲ့နှာခေါင်းသွေးပါရှန်သွားတဲ့အတွက်ဒိုင်နယ်ကနာဘူးကောင်လို့ခေါ်လိုက်ပါတယ်ဒိုင်နယ်ကညတာအတွက်လိုအပ်တဲ့ပစ္စည်းတွေရှာနေတော့အယာမမူကြီးကိုတွေးလိုက်ကထူးလိုက်တဲ့အတွက်မုံနေထုတ်လိုက်ပြီးကောင်မလေးနှစ်ယောက်လည်းစိုက်သေးသွားကဝစ်စားရမတော်တဲ့အတွက်အဲလစ်ဘတ်ရဲ့ဝစ်စားရည်ဝစ်ထားကြောင်းမယ်လီယူအက်စ်ကိုရှင်းပြနေပါတယ်ဒိုင်နယ်ကတော့သူမအိမ်မက်အတွက်လူသားခန္ဓာကိုဖြစ်သွားတဲ့အတွက်ပျော်ရွှင်နေပြီးမယ်လီယူအက်စ်ကိုဆပ်ပရက်တိုက်တာရှိရဆိုတာသူမစကက်လန်ပြလိုက်ပါတယ်မယ်လီယူအက်စ်ကအဲလစ်ဘတ်မှမဟုတ်ရင်ရေမခုံကြောင်ပြောလိုက်တဲ့အတွက်တစ်ဖက်သက်ကြိုက်နေတဲ့ဒိုင်နယ်လည်းဝန်းနေသွားပြီးမယ်လီယူအက်စ်ကခေါင်းလေးပုတ်ကချော်ပေးလိုက်ပါတယ်ကျန်ပွဲရဲ့ဒုတိယပွဲစဉ်မှာတော့ဟောင်သာနဲ့တိုင်စုတို့ကရှင်းပြနေကြပြီးဟောင်သာကဟိုလီနဲ့တယောက်ပြီးတိုင်စုကိုအလွယ်တကူနိုင်ယူလိုက်ပါတယ်ဒီလိုနဲ့တတိယပွဲစဉ်ရောက်မှာတော့ကင်းနဲ့ရသမားဖိုးကြီးတို့ရှင်းပြတိုက်ခိုက်ရမှာဖြစ်ပါတယ်ဒိုင်နယ်ကိုဂီဒီယိုပြန်ယူပေးမယ်လို့ဂရီပေးထားပေမဲ့လက်တွေ့မှာတော့ကင်းကလက်နဲ့မပိုင်တာမန်ကလေးသာဖြစ်နေပြီးအဖိုးကြီးကလည်းခေသူမဟုတ်တာကြောင့်သူ့ရဲ့တိုက်ခိုက်မှုတွေအောက်မှာကင်းရကွင်းပြင်ဘက်ကိုလွှင့်ကျသွားခဲ့ပါတယ်ပွဲစဉ်သူကနောက်ဆုံးပွဲစဉ်ဖြစ်ဗအန်နဲ့မယ်လီအိုဖရက်လို့ကြေညာလိုက်တဲ့အတွက်ဟောင်သာတို့အဖွဲ့ကသူတို့ကို7 deadly ဆုနေမှာရေးမိသွားကြပါတယ်ဖန်နဲ့မယ်လီယိုတို့နှစ်ယောက်ကတိုက်ခိုက်ဖို့အတွက်ကွင်းထဲမှာနေရာယူလိုက်ကြရင်7 deadly စေအပေးစုထမ်းကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်